နှစ်သက်เสียအာယုန်တွေကိုနှစ်သက်တွေ့တာတဲ့လူချင်းတဲ့ကာမိဆန္ဒဆိုတဲ့တရားဟာသူ့ဘာနမိတ်နဲ့အာယောနိသောမနတိကာရဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာလူတွေရဲ့တဏ္ဍာမှာအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတယ်လို့ဒီလိုဆိုဟုတ်ပြီဖြစ်လာလို့ရှိရင်ကောင်းကျိုးပေးတာလားဆိုးကျိုးပေးတာလားလို့မေးစရာအကြောင်းရှိတယ်လောကလူသားတွေကတော့လူဆိုတာတွေ့တာမှုတွေမျက်နှိုးမှုတွေနှစ်သက်မှုတွေရှိမယ်လို့ဒီလိုထင်ကြလောဘကာမိဆန္ဒဖြစ်တာကောင်းတယ်လို့ထင်ကောင်းထင်လိမ့်မယ်မြတ်စွာဘုရားကတော့သုတ္တန်တစ်ခုမှာဘယ်လိုဟောတော့နန္ဒီဒုက္ခသမူလံနန္ဒီနှစ်သက်เสียအာယုန်တွေကိုနှစ်သက်တတ်တဲ့တဏှာလောဘရာဂသည်ဒုက္ခသမူလံဒုက္ခရဲ့အကြောင်းရင်းပဲလို့ဒီလိုဟောခဲ့တယ်နန္ဒီသမုဒယဒုက္ခသမုဒယအေးနှစ်သက်เสียအာယုန်တွေကိုမင်းနှစ်သက်မယ်တွေ့တာမယ်လိုချင်မယ်ဆိုလို့ရှိရင်အဲ့ဒါလိုချင်မှုဖြစ်လာခြင်းဟာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းပဲလို့ဒီလိုဟောတာအဲ့တော့ကာမိဆန္ဒသည်တရားတွေကိုဒုက္ခကိုပဲပေးတယ်ဒုက္ခကိုမပေးဘူးသို့တော့လောကသားတွေအနေနဲ့ကတော့ဘယ်လိုတွေးတော့ဘယ်လိုပြောကြတော့ဆိုရင်လူတွေကအေးလူဆိုတာလောဘရှိရမှာလောဘမရှိရင်စီးပွားဥစ္စာမဖြစ်ဘူးလောဘရှိတဲ့ပုဂ္ဂိုလ်မှာကြီးပွားတိုးတက်တယ်စီးပွားဥစ္စာတွေဖြစ်တယ်လို့ယူဆကြသို့တော့အဲ့ဒီအတွေးဟာမှန်ကန်မှုရှိသလားလို့ဆိုမှန်ကန်မှုမရှိဘူးဘာကြောင့်မရှိတာလောဘရှိလို့ချမ်းသာတာမဟုတ်ဘူးသေချာစဉ်းစားကြည့်နော်လောဘရှိလို့လူတွေဟာစီးပွားဥစ္စာတွေတိုးတက်ပြီးတော့ချမ်းသာတာလို့လူတွေကထင်ကြတယ်သို့တော့လောဘကြောင့်ချမ်းသာတာလားလို့ဆိုလောဘကြောင့်ချမ်းသာတာမဟုတ်ဘူးချမ်းသာတာဘာကြောင့်ချမ်းသာတာတော့ဆိုပညာနဲ့လုံလဝိရိယကြောင့်ချမ်းသာတာစီးပွားရေးလုပ်တတ်တဲ့ပညာနော်စီးပွားရေးအလုပ်ကိုနားလည်တဲ့ပညာရဲ့စီးပွားကြိုးစားအထောက်တဲ့ဝိရိယရဲ့အဲ့ဒီပညာနဲ့လုံလကြောင့်လူတွေချမ်းသာတာသို့တော်လူတွေကထင်တယ်လောဘကြောင့်ချမ်းသာတယ်လို့ထင်အဲ့ဒါဆိုလို့ရှိရင်လေလူဖြစ်လာလို့ရှိရင်လောဘဆိုတာရှိပြီးသားပဲရှိပြီးသားပဲစီးပွားရေးပညာမသိနဲ့ငုတ်တုတ်ထိုင်နေလိုချင်တဲ့စိတ်ကလေးသာမွေးကြီးပွားမလားဘယ်လိုမှမကြီးပွားနိုင်ဘူးနော်လိုချင်တဲ့စိတ်ဆိုတာလူတွေရဲ့မွေးရပါကြီးပဲလောဘဆိုတာလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မွေးရပါကြီးပဲအဲ့ဒီမွေးရပါလောဘလေးနဲ့လူတွေဟာကြီးပွားတိုးတက်သလားလို့ဆိုဘယ်ကြီးပွားတိုးတက်ကြီးပွားတိုးတက်တယ်ဆိုတာလောဘရှိတိုင်းမကြီးပွားတိုးတက်ဘူးပညာရှိမှလုံလဝိရိယရှိမှကြီးပွားတိုးတက်တယ်ဒါကြောင့်မလို့တက္ကသိုလ်တွေတက်ပြီးတော့ economic တို့စီးပွားရေးပညာရပ်တွေစီးပူးအထောက်ကြရတယ်တို့မဟုတ်နှုတ်တကဏ္ဍအောင်သင်ကြရအယောင်ဝယ်ပညာသင်တယ်စီးပွားလုပ်နည်းသင်တယ်ဆိုတာတွေကပညာတွေပဲအဲ့ဒီပညာနဲ့ကြိုးစားအထောက်မှသာလည်းစီးပွားဥစ္စာတိုးတက်တာလောဘကြောင့်တိုးတက်တာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကသစ္စာ၄ပါးမှာဆိုလဲဟောတယ်လေလောဘဆိုတဲ့နေရာမှာချမ်းသာကြောင်းလို့တခါမှမဟောဘူးမြတ်စွာဘုရားဒီတဏှာလောဘဆိုတာနန္ဒီဒုက္ခသမူလံဆင်းရဲဒုက္ခကိုပေးတယ်ဒါဖြင့်ဟုတ်ပြီဘုန်းကြီးတို့တွေတဏ္ဍာမှာရှိတဲ့ကာမိဆန္ဒဆိုတဲ့ဒီလောဘကဘယ်လိုဆင်းရဲတာကိုပေးတယ်လဲစဉ်းစားကြည့်လူကိုခင်မင်တယ်ပစ္စည်းဥစ္စာကိုတွေ့တာတယ်လူကိုခင်မင်ခြင်းကြောင့်အဲ့ဒီလူနဲ့ပတ်သက်လာလို့ရှိရင်တောကဖြစ်တယ်ပစ္စည်းဥစ္စာကိုတွေ့တာခြင်းကြောင့်အဲ့ဒီပစ္စည်းဥစ္စာနဲ့ပတ်သက်လာရင်တောကဖြစ်တယ်စိတ်နှလုံးအေးချမ်းမှုကိုမဖြစ်စေဘူးကိုယ်နဲ့မခင်ခင်တုန်းကအဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်ဖြစ်တောကဆိုတာမလာဘူးကိုယ်နဲ့လက်တွဲပြီးခင်မင်းလာပြီဆိုလို့ရှိရင်တော့အဲ့ဒီပုဂ္ဂိုလ်တခုခုဖြစ်မှအောင်စိုးရိမ်လားဒီလိုပစ္စည်းဥစ္စာလည်းကိုမပိုင်ဘူးဆိုရင်ဘယ်သူမှတောကမဖြစ်ဘူးကိုပိုင်တဲ့ပစ္စည်းဆိုရင်တောကဖြစ်လာအဲ့ဒီတောကကိုဘယ်သူကမွေးထုတ်တာတုံးလို့မေးလို့ရှိရင်ကာမိဆန္ဒဆိုတဲ့လောဘတဏှာရာဂကမွေးထုတ်တာဒါကြောင့်မို့လို့လောဘကြောင့်တောကတာဖြစ်တယ်လောဘကြောင့်ချမ်းသာဒုက္ခရတာမဟုတ်ဘူးဆိုတာကိုသေသေးချာချာမှတ်ထားဖို့လိုအပ်တယ်တလွဲကိုအဓိပ္ပာယ်ကောက်ပြီးတတ်တယ်
ဒါကြောင့်မို့ကာမိဆန္ဒဆိုတာဖြစ်ပေါ်လာလို့ရှိရင်ကောင်းကျိုးပေးသလားဆိုမပေးဘူးဘာဆိုးကျိုးတွေပေးတယ်လဲသောကကိုမွေးထုတ်ပေးတယ်သောကဆိုတာလူတွေရဲ့ယင်ထဲမှာပူလောင်တဲ့ဒီဒေါမနတဝေဒနာတစ်မျိုးပဲစိုးရိမ်နေပူလောင်နေအဲ့ဒီသောကကိုမွေးထုတ်တာဒီလောဘပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီကာမိဆန္ဒမိမိတို့ရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့အခါမှာဆက်လက်ပြီးတော့ထိမ့်သိမ့်ထားရမလားလို့ဆိုထိမ့်သိမ့်မထားသင့်ဘူးသူ့ကိုဖယ်ရှားပြစ်တဲ့သူရှိနေသမျှလူတွေမှာစိတ်နှလုံးအေးချမ်းမှုမရဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားကာမပရိလာဟောတဲ့လိုချင်စရာအာယုန်နေနဲ့ပတ်သက်လာလို့လိုချင်တယ်ဆိုတဲ့တဏှာရှိလာလို့ရှင်ဘာဖြစ်စိတ်တွေနှလုံးတွေပူလောင်နေပူလောင်မှုကိုခံစားကြမပူဘူးလားဆိုတာတေချာစဉ်းစားရှိသာသမီပေါ်ချစ်တဲ့မိဘတွေသာသမီအတွက်ပူကြတယ်ပစ္စည်းဥစ္စာမမောတဲ့ပုဂ္ဂိုလ်တွေပစ္စည်းဥစ္စာအတွက်ပူကြနော်သာသမီမရှိဘူးဆိုရင်သာသမီအတွက်ပူစရာမရှိတော့ပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းဥစ္စာပေါ်မှာမပူမရှိတောင်းတရှိကြောင်းကြဆိုတဲ့စကားရှိနေရင်ကြောင်းကြသာသမီရှိရင်သာသမီပေါ်ကြောင်းကြတယ်ပစ္စည်းရှိရင်ပစ္စည်းပေါ်ကြောင်းကြမရှိကြောင်းကြရှိရင်တောင်းတဟောတဏှာကမွေးထုတ်လိုက်တာတဏှာကမွေးထုတ်တာရှိလာတာနဲ့တပြိုင်နက်ကြောင်းချမှုဆိုကြောင်းချဆိုတာသောကပဲလေအဲ့ဒီသောကကိုမွေးထုတ်တယ်ဒီလိုဆိုလိုတာပေါ့မြတ်စွာဘုရားကိုယ်တိုင်ကတဏှာယဇာယတိသောကောတဏှာယဇာတိပယံတဏှာဆိုတဲ့လောဘဟာသောကကိုဖြစ်စေတယ်တဏှာဆိုတဲ့လောဘသည်ကြောက်ဖွယ်ဘေးအန္တရာယ်ကိုဖြစ်စေတယ်လို့ဒီလိုပဲဟောတာအေးတဏှာလောဘကချမ်းသာဒုက္ခကိုပေးတယ်လို့ဘယ်တော့ခါမှမဟောခဲ့ဘူးဒါကြောင့်ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဒီဟာကိုလောဘကြောင့်ချမ်းသာကြွယ်ဝတယ်ဆိုတဲ့အယူအဆမျိုးဟာမမှန်ကန်ဘူးချမ်းသာကြွယ်ဝခြင်းသည်ပညာနဲ့လုံလဝိရိယကြောင့်ချမ်းသာကြွယ်ဝတယ်လို့ဒီလိုပဲမှတ်ယူရမှာဖြစ်တယ်မြတ်စွာဘုရားဟောတာနဲ့ဓမ္မအဝင်ခွင်ကြဖြစ်တယ်